30 6 လ 2011 ရက်နေ့မှာသူတို့ကျောင်းကဆရာဦးတင်အောင်ထက်ကနေပြီးအလုပ်ဝင်ဖို့ဆိုပြီးတော့ဒီမျိုးဦးမင်းတီလာနဲ့တွေ့ဆုံပြီးတော့သူတို့ခေါ်ရတယ်ညနေ 9 နာရီပွဲအချိန်လောက်ပေါ့တရက်နေ့ကနေပြီးတော့စပြီးသူတို့အလုပ်ဝင်တရက်နေ့ကနေပြီး3 ရက်နေ့အထိပေါ့စလုံးနေဟင်းတရနေကိုအသွားပြန်နေခဲ့ပါ4 ရက်နေ့ကျမှနေစရာအိမ်ရောက်လို့ဆိုပြီးတော့4 ရက်နေ့ကျမှအိမ်ကိုရှာငှားထားလို့ရတဲ့အိမ်ကိုသွားနေခဲ့သူတို့ရောက်လို့မကြခင်မှာပဲဦးမင်းတလာရောက်လာပြီးတော့တမိတငယ်ချင်းမင်းစင်တော့ဟင်းတရကိုသွားပြီးကြောက်တယ်လို့ဆိုပြီးတော့လွတ်လိုက်ပြီးတမိကိုအလုပ်သွားဖို့ဆိုခေါ်သွားပြီးလမ်းတဝက်ရောက်ခါမှပြီးတော့ဟင်းတရနေပြီးတော့ဘာမှမစားသေးလို့ဆိုပြီးတော့ဘိုက်စားလို့တခုသွားစားမယ်ဆိုပြီးတော့ခေါ်သွားပြီးလမ်းတဝက်ရောက်ခါမှသိတာဟိုရောက်လို့ရောက်တော့ညနေရောဆိုင်ရဲ့အောက်ထပ်မှာထိုင်းနေပြီးတော့သူကနေတော့ထိုင်းနေတဲ့အချိန်မှာသူကနေပြီးတော့နောက်ဘက်ကိုခဏဝင်သွားပြီးပြန်ထွက်လာတဲ့အချိန်မှာသူမျိုးအပေါ်ထက်ကိုသွားစားအောင်တဲ့သူ့အေးဆေးစားအောင်ဆိုပြီးအပေါ်ထက်ကိုခေါ်ပြီးရောက်လို့မကြခင်မှာပဲသူကနေဆိုတမျိုးတာမင်းကဖြစ်အတီးမင်းအားလုံးကပြုတ်ကျင်တယ်တမီးကအားချင်းကလည်းမရသူ့ပြုတ်ကျင်တာမျိုးခံလိုက်ရကနေပြီးပြန်လာပြီးတော့နောက်တစ်ချိန်တည်းကိုထပ်ပြီးတော့ခေါ်သွားပြီးဟိုရောက်လို့ရောက်တော့တနေရာလေးရောက်တော့ကနေပြီးတော့တဲခုကန်လူပေါ့နော်လူကပတ်စံ3000ပေးလိုက်ပါတယ်ဆိုလို့ဒါတော့မကောင်းတဲ့နေရာပဲဆိုတော့သူ့အကြံစီဒါမကောင်းဘူးဆိုပြီးရင်းမိပြီးတော့ထဲမသွားဘဲနဲ့အပြင်ပြန်ထွက်သွားပြီးတော့အပြင်မှာတွေ့တဲ့ဆိုင်ကယ်ရီသမားကောင်လေးပေါ့နော်မတီးဘူးကောင်လေးကိုအိမ်ကဖုန်းလက်ပတ်ကိုပေးပြီးတော့အိမ်ကိုလာခေါ်ပေးဖို့ဆက်သွယ်ပေးဖို့ဆိုပြီးတော့သူ့ကိုပြောလိုက်ပြီးအိမ်ကိုပြန်ရောက်သွားအိမ်ပြန်ပြောင်းတော့နေပြီးတော့ဦးမင်းတီလာပြီးတော့အိမ်ရောက်မှအိမ်မှာတပြည့်လူတွေပေါ့နော်ပတ်ဝန်းကျင်မှာရှိတဲ့လူတွေနဲ့အဆက်အသွယ်ရမှာဆိုလို့အနီးကစောင့်ကြည့်ပြီးတော့ပတ်ဝန်းကျင်ကလူတွေနဲ့အဆက်အသွယ်မရသွားနေပြီးတော့စောင့်ကြည့်နေတယ်ညရောက်မှတပိတငယ်ချင်းကပြန်လာကမှသူ့တငယ်ချင်းကိုညအိမ်ရောက်ကမှသူ့ပြောပြခဲ့နောက်နေ့မှာမိဘကြီးရောက်လာပြီးတော့မိဘတွေကိုပြောပြခဲ့ပြီး6 ရက်နေ့မှာစလုံးရဲစခန်းမှာအမှုဖွင့်တိုင်းညာခဲ့တမျိုးအားနေပြီးတော့ဟင်းတရခရိုင်တရားသူကြီးရုံးမှာ28 ရက်နေ့9 လပိုင်း 28 ရက်နေ့မှာတမျိုးစပြီးတော့မှုစစ်ဆေးခဲ့3 ရက်နေ့3 ရက်တလ2010မှာဟင်းတရမြို့နယ်ခရိုင်တရားသူကြီးကိုဦးအောင်ကြီးတင်ရနေပြီးတော့ဦးမင်းတီလာကိုအမှုနဲ့မသက်ဆိုင်ဘူးဆိုပြီးတော့လှုပ်ပေးလိုက်တမျိုးမကျေနပ်ဘူးအားကြောင့်လို့အဲ့လိုမျိုးလူမျိုးတွေများကြီးလို့ချင်းဒီတိုင်းပြည်အဲ့လိုပြိုကွဲမှာအဲ့လိုမျိုးလူမျိုးတွေကိုမရှိအောင်ပျောက်ပြက်သွားအောင်ဆောင်ရွက်ပေးပါလို့တမန်တိုင်းနဲ့သက်ဆိုင်ရာတောင်းရှိတဲ့လူတွေကိုဒီညနေပြောကြခြင်းပါ